လောင်း1919ခင်မီဖွံ့ဖြိုးတိုးတက်နေတဲ့ဘန်ကောက်မြို့ကြီးရဲ့အလဲမှာအရန်လာပြီးတိတ်ဆိတ်နေတဲ့ရှေးဟောင်းမြို့လေးတစ်မြို့ရှိနေပါတယ်။ဒီနေရာဟာသမိုင်းနဲ့အမှုပညာကိုတွေ့မြင်ရမယ့်လောင်း1919ဆိုတဲ့ရှေးဟောင်းတရုတ်စိတ်ကမ်းမြို့လေးတစ်ခုပဲဖြစ်ပါတယ်။လောင်ဆိုတာကသင်းမောစိတ်ကမ်းကိုရည်ညွှန်းတာဖြစ်ပြီး1919ဆိုတာကဒီနေရာကိုတည်ဆောက်ခဲ့တဲ့ခုနှစ်1919ခုနှစ်ကိုရည်ညွှန်းထားတာပဲဖြစ်ပါတယ်။1910ဝန်းကျင်ကတရုတ်ဝန်ကြီးတဦးရဲ့သင်းမောတင်စိတ်အိမ်နဲ့ရုံးအဖြစ်အသုံးပြုခဲ့တဲ့ကုန်သွယ်ရေးနေရာတစ်ခုလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Wan Li Family ကပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ဒီထဲမှာဆိုရင်တော့ Art Gallery အခန်းတွေနဲ့ Traditional ဝတ်စုံတွေဝတ်ပြီးဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေလည်းရှိနေပါတယ်။ Art Gallery, Vanity Exhibition နဲ့ Photography Workshop တွေလည်းမကြာခဏပြုလုပ်နေရှိပါတယ်။ကျွန်တော်သွားလည်ခဲ့တဲ့အချိန်မှာတော့အချို့နေရာတွေပြန်လည်ပြုပြင်တာတွေရှိနေခဲ့တာမို့ဗီဒီယိုမရိုက်ခဲ့ရတဲ့နေရာတွေလည်းရှိနေပါတယ်။လောင်း1919ကရှိတာဖြစ်တဲ့အတွက်စာသွန်ပါရာကနေ Express Book CB လည်းလာလို့ရပါတယ်။ BTS နဲ့ဆိုရင်တော့ BTS ခရွန်တွန်ဘူရီမှာဆင်းပြီးတော့10မိနစ်လောက်ဆိုင်ကယ်စီးလိုက်ရင်ရောက်ပါတယ်။ Icon CN Center နဲ့ဆိုရင်လည်း9မိနစ်လောက်ပဲကွာပါတယ်။လောင်း1919ထဲမှာရှိနေတဲ့အလှတရားနဲ့ရှေးဟောင်းမြို့လေးကိုကျွန်တော်နဲ့အတူလိုက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အခုကျွန်တော်ရောက်နေတာကတော့လောင်း1919ဆိုတဲ့ဒါတရုတ်စိတ်ကမ်းပေါ့စိတ်ကမ်းလို့ပဲပြောမှာလောင်းဆိုတာကတရုတ်လို့သူကစိတ်ကမ်းကိုပြောတာ1919ဆိုတာကဒီနေရာကြီးကိုထူထောင်ခဲ့တဲ့နှစ်ပေါ့နော်1919ခုနှစ်ကိုရည်ညွှန်းပြီးတော့လောင်း1919ဆိုပြီးတော့ဒီနေရာကိုသတ်မှတ်ထားတာပေါ့နော်ဒါလေးကဒါတောင်မသိလူသိမ့်မသိသေးတဲ့နေရာလေးပေါ့တရုတ်ရဲ့1919ခုနှစ်တည်းကတည်ရှိတဲ့နေရာလေးပါဒီနေရာလေးကတော့
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုထပ်မံပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကလေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ